ယူကရိန်းစစ်ပွဲဆုံးသက်ရတဲ့ပတ်သက်တဲ့အမေရိကန်ရဲ့အစီအစဉ်ပေါ်နောက်ဆုံးရအကျဉ်းချုပ်လိပါအဓိကကတော့အမေရိကန်သမ္မတထရမ့်ကငင်းကျဲရဲ့အတွက်ဆိုပြီးယူကရိန်းကိုဖိအားပေးနေတယ်ဒါပေမဲ့သူ့ရဲ့စီစဉ်မှာယူကရိန်းအပတ်တော်နာကျင်ရမယ့်အလျော့ပေးမှုတွေပါနေတယ်အဲ့ဒါကြောင့်သမ္မတဇလန်စကီကဒါဟာလုံးဝလက်မခံနိုင်တဲ့ရွေးချယ်မှုပဲလို့တုံ့ပြန်ထားပါတယ်ဒီစီစဉ်မှာဘာတွေပါလဲဆိုတော့ယူကရိန်းကနေမြေတွေဆွန့်လွတ်ရမယ်စစ်အင်အားကိုကန့်သက်ရမယ်ပြီးတော့ NATO ဖွဲ့ဝင်ထိချင်တဲ့ကိစ္စကိုလည်းဆွန့်လွတ်ရမယ်ပေါ့ဇလန်စကီကတော့ဒါဟာလွတ်လပ်မှုနဲ့ဂွန်သိက္ခာကိုအလဲအထက်လွှတ်ရမယ်ကိစ္စလို့ပြောထားပါတယ်မဟာမိတ်တွေကြားမှာလည်းသဘောထားတွေကကွဲနေပုံပဲပိုလန်ကယူကရိန်းရဲ့သဘောတူညီချက်ကအဓိကလို့ဆိုပေမဲ့ UK ပင်သစ်ဂျာမနီတို့ကတော့ G20 မှာဒီစီဇန်ကိုဆွေးနွေးဖို့ပြင်နေကြပြီဒုတိယအချက်အနေနဲ့တန်တမန်ရေးရဘက်မှာလည်းလှူရှားမှုတွေရှိနေပါတယ်ဘယ်လာရုစ်ကနဲ့ယူကရိန်းနိုင်ငံသား31ယောက်ကိုလွတ်ပေးခဲ့တာမျိုးရှိပေမဲ့အဲ့ဒီတစ်ချိန်တည်းမှာပဲယူရှားကယူကရိန်းခြေပိုင်းကရွာနဲ့ရွာကိုထပ်သိမ်းလိုက်တယ်လို့ကြေညာခဲ့တယ်နောက်ဆုံးအနေနဲ့စစ်မြေပြင်မှာရောပါတွေဖြစ်နေလဲတိုက်ပွဲတွေကတော့ဆက်ပြီးပြင်းထန်နေတော့မှာပဲဥပမာယူကရိန်းဘက်က drone နဲ့တိုက်ခိုက်လို့ယူရှားရဲ့စွမ်းရည်စက်ရုံမှာလူ2ယောက်သေဆုံးခဲ့တယ်တစ်ဖက်မှာလည်းယူကရိန်းပြည်သူတွေကယူရှားရဲ့တိုက်ခိုက်မှုတွေကြောင့်တနည်းကို10လင်းနိုင်လောက်မီးပြက်နေတာမျိုးတွေခံစားနေရပါတယ်ဆိုတော့အချို့ပြောရရင်ယူကရိန်းကစစ်မြေပြင်မှာရောတန်တမာရေးရမှာပါဖိအားမျိုးစုံနဲ့ရင်ဆိုင်နေရလာပါ